အားလုံးပဲမင်္ဂလာပါနန်ကြီးလေးရစစ်မော်တာနဲ့လေးရစစ်ပစ္စည်းမျိုးတက်ဆင်ပြပြရင်းနဲ့တင်နိုင်မှာဗျအားတော့ချင်းမဆိုညီကိုတငယ်ချင်းတို့ကိုကျွန်တော်ဘူးတူတာအနေနဲ့ဆရာလေးလုပ်ပေးချင်တာလေးရှိလို့ပေါ့လေနော်ဒါတော့ရေဘူးချိုးဆက်ပါဗျရေဘူးချိုးဆက်ကိုမှကျွန်တော်တို့က instant ခေါ်တာပေါ့နော်ကြောဝေးလို့လည်းခေါ်တယ်နေရာမှာကတ်ထားတယ်ကြားပြားလေးပေါ့လေနော်သူကတော့ဖြတ်လျှောက်လို့လည်းထပ်ပြီးခေါ်တယ်ဘာလို့ဆိုတော့သူက3ငန်ဒီကြာမှာဖွင့်တယ်ဖွင့်ပြီးသူကတောက်လျှောက်ပူတာပေါ့နော်ကိုဟို hand spray ဖွင့်လိုက်တာနဲ့ရေကတောက်လျှောက်ပူတာပေါ့နော်တောက်လျှောက်ရေကိုလောင်ထားတဲ့အမဟုတ်ဘူးအပူကိုတောက်လျှောက်စီစဉ်ပေးတဲ့အမျိုးအစားလေးဖြစ်ပါတယ်ဒီအမျိုးအစားလေးပြဒါကကျွန်တော်တို့ဘာမျိုးစားလဲဆိုမီဒီယာလို့လည်းခေါ်တယ်ပေါ့နော်မီဒီယာပုံမော်ဒယ်လေးပါဗျအခုနောက်ထပ်တရားတော့ကျွန်တော်တို့ circuit type inverter ပုံစံမျိုးလေးလာတာပေါ့လေနော်ဒါတော့အရင်တော့ပုံစံဖြစ်ပါတယ်ဒီကောင်မှာသူကဘလို့အလုပ်လုပ်တာလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒါအနီနဲ့အပြာဒီဒါ main input နော်ဒီမှာဒီအစိမ်းရောင်တွေကတော့ app ပေါ့ဒီ app 2ပေါ့လေနော်ဒါ main input line ပါ main input line ကနေပြီးမှသူကဒီ relay ကတ်ကိုဝင်ထားဒါ relay ၅လုံးနဲ့ဖွဲ့စည်းထားတယ်ဗျ relay ၅လုံးမှာနှလုံးကကျတော့ neutral ၃လုံးကကျတော့ line ပေါ့အဲ့၃လုံးကဘာအတွက်လဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ heater coil အစ heater coil မှာအစသူက၃စုံပါတာပေါ့နော် heater coil မှာ၃စုံပါတယ်ပြောမယ်ဆိုရင်နှမြောင်းတစ်စုံတစ်မြောင်းတစ်စုံတော့မဆိုရင်အပူချိန်ကိုသူက circuit control နဲ့ control ဘိုင်းဒီနောက်ထပ်တဲ့ inverter တိုက်တယ်လို့သူက control စနစ်နဲ့မထိန်းချုပ်ဘဲနဲ့ကျွန်တော်တို့က coil စနစ်နဲ့အပူအလျှော့အနေကိုဒါထိန်းချုပ်ထားတာပေါ့လေနော်ဒီသုံးစုံစလုံးအလုပ်လုပ်တယ်ဆိုလို့ရှိရင်တော့အရန်ပူတာပေါ့ရေဘူးရေအားပူလေးရမှာပေါ့နော်တော်တော်ပူရအောင်ရမယ်နှစ်ကွိုင်နဲ့သုံးတယ်ဆိုတော့တင်ရမယ်တစ်ကွိုင်နဲ့သုံးမဆိုနည်းနည်းပူယုံနွေးယုံတော့ပဲရအောင်ဆိုရဲစနစ်ကိုသူကဒီ manual type ပုံစံမျိုးကျွန်တော်တို့ကဒါထည့်ထားတာပေါ့နော်ကွိုင်အနေနဲ့ကသုံးစုံပါလေဗျအဲ့တုံးစုံဘာနဲ့ control လုပ်လဲဆိုတော့ဒီ selector လေးနဲ့ control လုပ်တယ်နော် selector ဒီကောင်ဒီတွဲဖို့ selector လေးနဲ့အလုပ်လုပ်တာဖြစ်ပါတယ်ဟုတ်ပြီပြန်စားရအောင်သူ့လာတဲ့စနစ်ကကျွန်တော်တို့ဒါ main coin ဝင်လာတယ်ဝင်ပြီးသွားလို့ရှိရင်ဒီ relay တွေကိုကျွန်တော်တို့ကတိုက်ရိုက်ဝယ်လေးတစားတွေကိုတိုက်ရိုက်ဝင်ထားတယ်ပေါ့ဒီနော်ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ normally open စားက normally open နဲ့ compound နဲ့လုပ်တာပေါ့သူက compound တွေကိုအကုန်လုံးဝင်ထားတယ်ဝင်ထားပြီးမှကျွန်တော်တို့က neutral ကကျတော့ neutral compound ကိုဒီမှာဝင်ထားတာဖြစ်ပါတယ်ပြီးတော့ကကြလို့ရှိရင်ဒီ circuit ကနေပဲကျွန်တော်တို့ကဒီ converter တွဲဖို့ converter ဒီ 12 converter ကိုသူကဒီမှာ AC တိုက်ရိုက်ဒီကောင်ကိုဖြတ်ပြီးဝင်ပေးထားတယ်ပေါ့လေနော်converter ဒီကောင်ကို AC converter တူတန်ဒီတိုက်ရိုက်ဝင်တယ်ဝင်ပြီးသွားလို့ရှိရင်ဒီ converter ကနေပြီးမှဒီကျိုး over လေးကနေပြီးမှကျွန်တော်တို့တွဲဖို့ဒီ control card ကိုပြန်ပြီးရောက်တယ်ပေါ့လေနော်ဒီ selector ကိုပို့ကျွေးဖို့အတွက်ဒီကိုပြန်ပြီးဝင်တယ်ပေါ့ဒီမှာတွဲဖို့ဝင်တယ်ဝင်ပြီးမှဒီ card ဒီကျွန်တော်တို့တွဲဖို့AC တွဲဖို့ဝင်လာတော့ကျွန်တော်တို့ DC တွေပြောင်းပလိုက်တယ်ပေါ့လေနော် DC ပြောင်းပလိုက်တယ်ပြောင်းပြီးမှကျွန်တော်တို့ဒီမှာpower sensor power LED နဲ့ကျွန်တော်တို့ heater LED လေးကိုဒီကနေပြန်ပြီးခွဲထုတ်ပေးထားတယ်နောက်တစ်ခုကဒီမှာ flow sensor လေးကိုလည်းဒီမှာအာရုံခံပေးထားတယ်ပေါ့လေနော်ဒီ selector ကနေကျွန်တော်တို့ဒီမှာပထမ1 2 3 4ပေါ့လေနော်3ချက်4 5ချက်ပါတယ်ဗျပထမတစ်ချက်ကိုနှိပ်တယ်ဆိုရင်ပုံမှန်အနှွေးကွိုင်လောက်ပဲတစ်ကွိုင်လောက်ပဲပုံမှန်အလုပ်လုပ်မယ်အဲ့ပုံမှန်အလုပ်လုပ်ဖို့အတွက်ကိုဒီကောင်းကို selector တစ်ချက်နှိပ်လိုက်တာနဲ့ဒီမှာဒီအနီရောင်ကဒါ selector switch ကိုကျွန်တော်တို့တွားထားတဲ့ဟာအနီဒီ compound main input တွဲဖို့ input line နော်ဒီကောင်ဒီအနှွေးအပူလုံးအပူပြင်းတဲ့ဟာပေါ့လေနော်ဒီ3ခုခွဲထားတယ်ပထမတစ်ချက်ကိုနေလဲလိုက်ပြီဆိုရင်ဒီအစိမ်းအောင်ကြိုးတွေအလုပ်လုပ်သွားတယ်ပေါ့နော်အစိမ်းအောင်ကြိုးတွေအလုပ်လုပ်တဲ့ပြီးမှပုံမှန်ပူတဲ့ပူယုံအနေထားလေးကိုဒီမှာ relay ကနေဒီကနေတွဲဖို့ဒီအနီရောင်ကနေပြီးမှ selector လဲလိုက်တော့ဒီအစိမ်းကိုတွားကတ်တယ်တွားကတ်တဲ့ညမှာဒီကနေဒီ circuit ကြိုးလေးရနေပြီးမှ relay ကိုကျွန်တော်တို့က power supply ပေးထားတာဒီအစိမ်းအောင်လဲလိုက်ပြီဆိုရင်ဒီအစိမ်းအောင် relay ကကတ်သွားတာကတ်ပြီးမှဒီမှာကျွန်တော်တို့ကဒီ heater မှာအဲ့အစိမ်းအောင်နဲ့ connection လုပ်ထားတဲ့ heater ကြောင်းတွေကတွားပူတယ်နောက်တစ်ဆင်းနှိပ်ပြီဆိုရင်ဒီအစိမ်းအောင်ကပြုတ်သွားတာမဟုတ်ဘူးအစိမ်းနဲ့အဝါနဲ့နှစ်ပင်စလုံးတွားကတ်တာဒီအစိမ်းနဲ့ဒီမှာအဝါနဲ့ဒီ relay နှလုံးစလုံးကျွန်တော်တို့ကတွားကတ်ပြီးဒီကောင်ကိုအပူနှစ်ချောင်းနဲ့တောင်တိုင်ကိုပူအောင်လို့ပေါ့လေနော်ပုံမှန်ပူရအောင်လို့ဒီကောင်ကမောင်းပေးတာနောက်တစ်ဆင့်ကိုလဲလိုက်ပြီဆိုလို့စင်တော့အပြာကိုလဲလိုက်ပြီဆိုဒီ relay ၅လုံးစလုံးအကုန်လုံးအလုံးလောက်သွားဖြစ်တဲ့ overheat ပေါ့လေနော်တော်တော်အပူပေါ်မှာတော်တော်ပြင်းတဲ့စနစ်တစ်ခုကိုသူကဒါဘုတ်ပေးပြီးမှအပူပေးတာဖြစ်ပါတယ်အပူအလျှော့အတင်းကိုကြတော့ဒီ selector နဲ့ပဲကျွန်တော်တို့လုတ်သွားတာဖြစ်ပါတယ်ပေါ့နော်။ inverter type တွေလို့ဒီတိုင်း control လေးနဲ့ digital လေးနဲ့ချိန်သွားတဲ့စနစ်မဟုတ်ဘဲနဲ့ဒါ manual type ပုံစံမျိုးဟိုမှာ relay တွေနဲ့ဖွဲ့စည်းထားတဲ့ပုံစံလေးပဲဖြစ်ပါတယ်ဒါကတော့ old model ပါဗျ။ heater old အနေနဲ့ကလည်းရှိတယ်ပေါ့လေနော်။ heater old အနေနဲ့ကလည်းတော်တော်ကြီးရှိပါတယ်။ wire အနေနဲ့ကလည်းသုံးစုံပါတယ်။တို့ကတော့တွဲဖို့ circuit card လေးတကယ်နဲ့ပဲထိန်းချုပ်ထားတာဖြစ်ပါတယ်။ဒီရေကူးစက်မှာဆိုရင်ကျွန်တော်ဒီအပြာရောင်လေးပြထားတဲ့ကောင်ဒီရေဝင်ပိုက်ဖြစ်ပါတယ်ဒီကနေရေဝင်ပြီးဆိုမှဒီ flow sensor တွေကအာရုံခံပြီးဒီ control ဘိုင်းကိုဖွင့်ပေးမှာဒီ circuit ဘိုင်းပေါ့လေနော်ဒီတွဲဖို့ circuit ကိုအလုပ်လုပ်ပေးမှာဖြစ်ပါတယ်အဲ့ဒီအာရုံခံတယ်ရေဖြတ်ပြီးမှဒီလိုဝင်တယ်ဒီကနေဝင်ပြီးမှကျွန်တော်တို့အပေါ်ကနေပြီးမှပြန်ထွက်လာတာပေါ့နော်ထွက်ပြီးမှ
ဒီ Oppo ကနေအနီရောင်ဘက်ကနေရေဘူးထွက်တာဖြစ်ပါတယ်ခုနောက်လာတဲ့ model မှာဆိုလို့ရှိရင်အဝင်မှာတွေရောအထွက်တွေရော limit switch တွေနဲ့ဟိုဟာ sensor တွေနဲ့အာရုံခံတာပေါ့နော် overheating တွေပါအာရုံခံထားတဲ့စနစ်ကလေးတွေပါဝင်တာဖြစ်ပါတယ်ဒီမှာဆို overheating ကိုအာရုံခံတဲ့စနစ်တွေဒီ thermostat တစ်ခုပါပါတယ် main thermostat ကြီးတစ်ခုပဲပါတယ်ပေါ့နော်ဒီ main thermostat ကြီးကရေမရှိဘဲနဲ့ဒီ flow sensor အလုံးမလို့တော့ပဲရေမရှိဘဲနဲ့ coin ပူထားမယ်ဆိုရင်ဟိုအန်ဒီရဖြစ်မှာကြောင့်မို့ဒီမှာ main thermostat ကြီးဟာဒီပုံမှန်နေထားနေဆိုရင် connection ရှိတယ်တူတက်မှတ်တဲ့အပူချိန်ရောက်ပြီဆိုရင်နောက်ခဏနဲ့အပူချိန်ကျော်ပြီဆိုတော့ဒီ main thermostat ကဖြတ်ချတော့ပေါ့နော်အဲ့ဒီစနစ်ကလေးလည်းဒီမှာပါဝင်တာဖြစ်ပါတယ်ခင်ဗျဟောအဲ့ဒါလေးကိုတစ်ချက်ရှင်းပြပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်လိုအပ်သူများယူကြပါဗျာမလိုအပ်ဘူးဆိုတော့လည်းတိန်းထားပေါ့လိုအပ်တဲ့ချိန်ကျွန်တော်တို့ပြန်လဲလေ့လာလို့ရတဲ့အနေအထားလေးဖြစ်အောင်လို့ကျွန်တော်တင်ပေးခြင်းဖြစ်ပါတယ်